ဒါကတော့ barrel လေးထားတဲ့စီကိုသွားပါပြီရှင်သူတို့စတင်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့ပစ္စည်းလေးတွေကိုပြထားတယ် barrel လေးတွေကိုပြထားတယ်နောက်ပြီးတော့အခုကျမတို့နေတဲ့နေရာမှာ spring season ကုန်ပြီးတော့ summer ကိုစပြီးတော့ရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့ဒီ outside temperature ကနည်းနည်းလေးပူစားပြူလာပြီဆိုတော့အထဲမှာလည်းအေးချမ်းချမ်းလေးနဲ့ဆိုတော့ဒီမှာလိုက်ပြီးတော့ဗီဒီယိုလေးရိုက်လိုက်ပါဦးမယ်ရှင်လိုက်ကြည့်ပေးကြပါဦးနော်အခုဒီမှန်ဗီဒီယိုလေးထဲမှာတွေ့တာက oyster အခွန်လေးတွေတွေ့တယ်ရှင်နောက်ငရုတ်သီးပုံလေးတွေကိုတွေ့ပါတယ်နောက်ပြီးတော့သူတို့အရင်တော့ကအလုပ်သုံးခဲ့တဲ့ပစ္စည်းလေးတွေကိုတွေ့ပါတယ်ရှင်ဒီ barrel လေးတွေကိုငရုတ်သီးအနှစ်တွေသူတို့ထည့်တဲ့အခါကျလို့ရှင်အပေါ်ကနေပြီးတော့သူတို့ကစားတွေကိုဖုံးလိုက်တယ်ပေါ့နော်ဖုံးလိုက်တဲ့အခါကျတော့ဒီငရုတ်အနှစ်တွေကိုဒီမပုတ်မတိုးအောင်လို့တဘာဝနီးနဲ့ပြုတ်လုပ်တဲ့သဘောပေါ့နော်အခုဒီပလေးလေးတွေကငရုတ်အနှစ်လေးတွေထည့်တဲ့ပလေးအမျိုးအစားလေးတွေကိုပြသထားတာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ငရုတ်အနှစ်တွေထားတဲ့စီပိုင်းတွေရှိတဲ့နေရာပေါ့နော်သူတို့ရဲ့အလုပ်ရုံကြီးကိုတွေ့ရတာဖြစ်ပါတယ်အခုကျမစားရိုက်ပြတဲ့နေရာနေပြီးတော့ဟိုးဘက်ထိတ်ဆုံးထိဒါကတော့ငရုတ်သီးစက်ရုံကြီးဖြစ်ပါတယ်နောက်ထပ် building လေးတွေကိုတွားကြည့်ကြမယ်နော်အခု blending process လုပ်တဲ့နေရာကိုရောက်ပါပြီIs drained, and the liquid is mixed with high-quality distilled vinegar and stirred intermittently in large wood vats for 2 to 3 weeks.နောက်ထပ် building မှာဘာတွေတွေ့ရအောင်မလဲဆိုတာလိုက်ကြည့်ကြပါဦးရှင် Queen Elizabeth II supplier of Tabasco sauce ဒါတော့ထူးထူးခြားခြားလေးဂုဏ်ပြုမှတ်တမ်းလွှာလေးကိုဒီ building ရဲ့အရှိမထိတ်ဆွဲထားတာဖြစ်ပါတယ်ဒီ Tabasco factory tour လေးကိုလာရောက်ကြည့်ရှုရတာလေဒီဗုဒ္ဓရုပ်ပွားတော်ကိုလာရောက်ပြီးတော့ဖူးမြော်ခြင်းတဲ့အတွက်လည်းအဓိကအကြောင်းရင်းတစ်ချက်ပါပါတယ်ရှင်ကျမတို့ဆက်သွားမယ် Jungle Garden Store လေးမှာဒီဗုဒ္ဓရုပ်ပွားတော်တည်ရှိတဲ့နေရာလေးကိုတွေ့ရမှာဖြစ်ပါတယ်
There's a phrase that is often repeated here. The land has been good to us, so we're good to it. The land is Avery Island, Louisiana. Blessed with fertile soil, decorated by Mother Nature and status homes, and stands above the most useful soil. The environment and resources here are perfect. It's geology, you said the world of its own. Our family company has worked this land to grow our heirloom pepper seedlings, use salt and produce a အခုကျမတို့ဆက်သွားမယ့်နေရာလေးကတော့ဒီစားတွေဘလို့ထုတ်လုပ်တယ်ဆော့မိုင်းရနေပြီးတော့စားတွင်းရနေပြီးတော့စားတွေစနစ်တကျဘလို့သူတို့တူးခေါ်ပြီးတော့ထုတ်တယ်ဆိုတာကိုဒီကနေပြီးတော့ရှင်းလို့ရအောင်လို့ပြသပေးတာဖြစ်ပါတယ်ဒါကတော့ပထမဆုံးစတင်ခဲ့တဲ့စားတွင်းရဖြစ်ပါတယ်မှန်တင်ကြည့်အောင်နော်ဒီထဲမှာအလုံးလုံးပုံလေးတွေကိုသူတို့ပြသပေးတာဖြစ်ပါတယ်ရှင် Tabasco sauce တွေကိုတစ်ကဘာလုံးကိုဖြန့်ချိပေးတဲ့ production နေရာပဲဖြစ်ပါတယ်ဒီနေရာကနေပြီးတော့တနေ့ကိုပလင်းပေါင်း9သိန်းထုတ်လုပ်ပေးနေရဖြစ်ပါတယ်ရှင် ခုကတော့အပြန်လက်ဆောင်လေးတွေဝယ်လို့ရတဲ့နေရာကိုရောက်ပါပြီဒီမှာ tasting bar လေးလည်းရှိတဲ့အတွက် Tabasco sauce လေးတွေကိုကြိုက်တဲ့အရသာတွေကိုမြည်ဆန်းခွင့်ရတဲ့နေရာလေးကိုလည်းရပါပြီ Tabasco sauce လေးကိုကြိုက်တဲ့လူတွေဒီ Tabasco factory လေးကိုလာရောက်ပြီးတော့ကြည့်ရှုလို့ရအောင်လို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင် Tabasco country store လေးကိုလိုက်ကြည့်ပြီးတော့အားလုံးကလည်းချစ်စရာကောင်းနေတော့ဘာဝယ်ရမလဲစဉ်းစားရင်းနဲ့ sauce လေးနဲ့မုတ်လေးတွေကိုမြည်ဆန်းတဲ့အထဲမှာအခုဒီ sauce လေးတွေကိုအရင်ကြိုက်ပါတယ်ရှင်ကျမတို့အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Bye see ya